မင်းကွာညဘက်ဆိုရင်လည်းတညာလုံးဟိုမှာကားကိုဂတ်သွားတန်းစီရတာနဲ့မနက်မိုးလင်းလာလည်းမအိတ်နိုင်ဘူးကယ်ရီဆွဲရတာနဲ့မင်းမိမလည်းတရက်ကွက်လုံးနှံ့နေအောင်အဝတ်လိုက်လျှော်တာမင်းတို့ညအဲ့လောက်တော့ဘာလို့ပတ်စံနေရှာနေ ဟေ့အဲ့ဒီလောက်လှုပ်တာတော့မှတစ်နေ့လုံးမှတစ်နေ့စားရတယ်ဘွာတစ်ခါကျရင်ငတ်နေတာပါသေးတယ် ဟုတ်မဟုတ်ဟိုကျမအိမ်တန်ရှင်းရေးလည်းပြီးပြီထမင်းလေးလည်းချက်ပြီးပြီဒါကြီးလည်းထားပြီးသွားပြီဟိုပတ်စံလေးပါလေးပြီးအောင်လေ ငါမင်းမပေးခဲ့ဘူးလား မပေးပါဘူးရှင်လာမတောင်းလိုက်တယ် အဲ့ဆိုမြန်ငါမိမအောင် မသိဘူးအပြင်သွားမယ်ပြောပြီးတော့ထွက်သွားတာပဲ ဩငါလည်းပြောမသွားဘူးအင်းတခါကြီးလည်းတော့ခတ်လာ ဟုတ်တယ်အပြင်သွားမယ်ပြောပြီးတော့ထွက်သွားတာရော့ဒီမှာအိမ်တော့ပေးသွားတယ် အေးပြော ဟိုလေကျမအထက်မှာအကုန်လုံးချက်ပြီးသွားပြီသိလားအိမ်လေးလည်းချင်းပြီးသွားပြီအခုအဝတ်ကလည်းဒါလေးပြီးရင်ပြီးပြီကျမဟိုဘက်အိမ်ကိုသွားရမှာနောက်အိမ်ကခေါ်ထားတယ် လေးပါလေးစားအောင်လေ ဟောထမင်းမစားတော့ဘူးချိန်မရဘူးနောက်အိမ်ကခေါ်ထားတယ်သွားရမှာ ပြောအဲ့ဆိုလေ ဟုတ်မဟုတ်ဟိုကျမအိမ်တန်ရှင်းရေးလည်းပြီးပြီထမင်းလေးလည်းချက်ပြီးပြီဒါကြီးလည်းထားပြီးရင်ပြီးသွားပြီဟိုပတ်စံလေးပါလေးပြီးအောင်လေ ငါမင်းမပေးခဲ့ဘူးလား မပေးပါဘူးရှင်လာမတောင်းလိုက်တယ် ဩနေုံပါလားမပါလားအေးဘယ်လောက်လဲ ဟွာအကုန်လုံးလောက်ထားဆို9000လောက်တော့ပေးလိုက်ပါ ဩအေး9000โอเค ဟုတ် ရပြီနော် ဟုတ် အဝတ်တခြားလမ်းသွားအောင်နော် စိတ်ချပါကျမကညနေမိဘူးတိုက်ဖို့တစ်ခေါက်ပြန်လာအောင်ပါအခုတော့သွားလိုက်အောင်မယ်နော်တခြားရင်ခေါ်ထားတာမလို့ တခြားလမ်းကနော် လမ်းခဲ့မယ် နင်မပြောငါပြောမှနင် စိတ်ချလမ်းခဲ့မယ်မပူနဲ့တော့ဟုတ်လမ်းမတန်တတိယတက်ဦးနော်မနေ့ကငါဖမ်းခံတန်ကောင်းလို့မလဲပြေးတာ ဟုတ်လားဟာဒီခွေးမှာလား အာလမ်းမှာပါပါအဲ့ငါတို့ဟိုဒီကနေခွေဝိုင်းလေချန်ချောင်းမဲအောက်ပါလေ ဟောအဲ့ သွားလေအဲ့ဘက်မသွားနဲ့လေ အေး ဒီနေ့လူကျဲလာပြီလားကွာ လူကျဲတာရေးမကြည့်ဘူးငါတို့ဘော်ဒါကြီးကိုတွက်လက်တယောက်ဒီနေ့မတွေ့ပါလားဟဲ့ဒါရနဲ့နောက်ကျတယ် ဟိုအဲ့မတွေ့တာကောင်းနေတွေ့လို့ရှင် तू ကအခုထွက်ချင်တဲ့ကောင်အခုချက်ချင်းရောက်တယ်အခုချက်ချင်းထွက်ချင်တာသူ့ရဲ့ဦးစားပေးနေတယ်ဘုံလေးအဲ့လောက်တော့ဘာလို့စီးပွားရှာတယ် လင်းရောမရောကွာတယောက်တည်းရှာရင်တော်သေးရငါဆိုငါ့အိမ်မှာငါတယောက်တည်းရှာတာကွာမင်းအခုလင်းမယားနှစ်ယောက်လုံးရှာတာပြီးတော့ရှာရင်လည်းနည်းနည်းနော်မဟုတ်ဘူးတနေကုန်တနေကန်းဆွဲတာကဲဒီကိုလည်းတော့မရှိဘူး တဲ့ကွာဒီကိုချေးရ ဟုတ်တယ်ဘော်ဒါလည်းပါတယ် ဟာဖျက်မဲလာပါဦးကျိုးသားလိုက်လားကွာမင်းကလည်း ဟာလေ ခုဖေသွားမို့ ဘယ်သွားမှာတော့အခုចောင်းသား2ယောက်ရထားတယ်လာစားနဲ့အဲ့ကြောင့်မလို့သွားဖို့မလို့ အော်ဒါ2ယောက်ထပ်ရတာသေး ဒီ လား ပေါ့ မင်းကွာညဘက်ဆိုရင်လည်းတညာလုံးဟိုမှာကားကိုဂတ်သွားတန်းစီရတာနဲ့မနက်မိုးလင်းလာလည်းမအိတ်နိုင်ဘူးကယ်ရီဆွဲရတာနဲ့မင်းမိမလည်းတရက်ကွက်လုံးနှံ့နေအောင်အဝတ်လိုက်လျှော်တာမင်းတို့ညအဲ့လောက်တော့ဘာလို့ပတ်စံနေရှာနေ ဟေ့အဲ့ဒီလောက်လှုပ်တာတော့မှတစ်နေ့လုံးမှတစ်နေ့စားရတယ်ဘွာတစ်ခါကျရင်ငတ်နေတာပါသေးတယ် ဩမင်းတို့ကငတ်တယ်ဆိုငါတို့ကဘာစိုက်ပြုတ်တောက်နေရမှာလား ဟိုအဲ့လိုပြောတာမဟုတ်ပါဘူးကွာဒီလောက်လှုပ်တာတော့တန်တာမကြဘူးဒါဟုတ်ပြောချင်တာပါ အေးပါ ကြောက်တော့လက်ငါတို့လည်းအလဲလေးပါလေပေးပါအောင်ကွာဒီမှာပတ်စံမရသေးဘူးငါတို့ရှစ်ခေါ်ပါလေ ဟာရှစ်ခိုးစရာမလိုပါဘူးကွာကိုယ့်ကိုရှာကြပါရေးတယ်မမင်းငါလာရှစ်ခိုး အေးရှာမယ်ငါတို့ဘာသာရှာမယ် အဲ့သွားပြီ မင်းဘာသာအော်ဒါပဲဆိုဂိတ်လာမထိုးနဲ့သွား ဘယ်နဲ့အဲ့တော့ဆွဲမှာတော့ចောင်းသားလေး2ယောက်ပဲရတယ်များရင်တော့ဒီမှာလာမထိုးဘူးကွာသွားပြီ ဒီမောင်ရ ဒီပါပါ အာတော်ဟုတ်ဒါလေးလဲပို့စမ်းပါကွာဟာရပါပေါ့ဟမ်မင်းလည်းနေသွားရင်ဒီကောင်နဲ့သွားဒီကောင်လေ ငါလေလာတီးလား ဩမင်းရလေကွာဒါလေးတော့လမ်းညောတင်နေငါထည့်လိုက်တော့နော်ငါခေါ်လိုက်မယ် ကွာမင်းကလမ်း မင်းလုံးနဲ့အဲ့တိုင်းပဲ ငါဘသူနဲ့စီးရဖြစ်တယ်မိမကိုလည်းအိမ်လွတ်လိုက်အောင် ဟုတ်ပြီပါကွာအိမ်လို့ရမှာ အိမ်မှာရှော့ဘုတ်ဝတ်တွေများနေပြီဟာပုံနေပြီ ဩ မိဘူးတိုက်ဖို့လေးပါလေလုံတခုခုဆိုလို့ရှိရင်ငါမိမငါပဲခေါ်တာ လွတ်လိုက်ပါမယ် အေး ကဲတကယ်ချင်းဒီတယောက်တော့ငါခေါ်လိုက်မယ် sorry တော်ပြီလား ဂိတ်ကမထိုးဘူးမင်းအရှိလာရက်ပြီးတာနဲ့ချက်ချင်းထွက်မင်းပဲရှာစားသွား အဲ့ဒါလည်းခုတူတယ်မှာအေးတတတဲ့ကျေးဇူးတင်နေမင်းလဲငါခေါ်ရတာအကောင်းမနဲ့ မမေ အေးပါပဲတော့ပါမယ်တော့ပါ အဲ့မော်တန်ဖမ်းခိုင်းပါလေကွာ မရိုင်းလိုက်တာဟမ် တွေ့လားမင်းကငါပြောပါတယ်အားကြောင့်ဒီကောင်ဂိတ်လာမထိုးတာပဲကောင်းတယ်လို့အခုတော့ပါသွားပြီတွေ့လား ပါသွားပြီလုံးမနေနဲ့အဲ့ဒါငါပတ်စံနေမင်းမသမင်းမလိုက်သွားတာလေ ဒီမှာဘာမှမရသေးဘူး ရပြီ ကွာလောက်သွားတယ်
ကဲပြုံးမင်းမင်းလည်းဒါကြည့် ဟဲ့ဟာဒီကဟာတာလေးကြည့် ကဲကော်ဖီတောင်းလိုက်ပါဦးနောက်မှကြည့် ကျေးဇူးကျေးဇူးမမ ကိုရတောင်ပြန်ပြီးဘလိုတောင်ဖြစ် ဟုတ်တယ်မမဟောမမဒီမနေရအစင်ကြီးရလား ပြီးပါတယ်ဒီရင်ကကျဲလဲကျဲတယ်နောက်ပြီးတော့စပိတာဝေတာဆိုတော့အစင်ုံပြေးနေရတယ်ပဝန်းကျင်လည်းတိတ်တိတ်ဆိတ်ဆိတ်ဆိုတော့လူထဲမှာကျတော့အစိတ်ဖြစ်တယ် အေးပါအေးပါ ရှင်ရောလုံသွားတာအစင်ရောက်ပြေးတာ ဟောမမလည်းဘာမပြေစားတော့ရှိမှာလေကိုကားနဲ့ကိုသွားတာလေမမ ဩခီးရလှမ်းနေလေပြိုလဲလို့မှမဟုတ်တာ အေးပေါ့နည်းလေးစောစောထသွားတာတော့ပေါ့လေ ဒါပေမဲ့ရှင်ကိုစိတ်မချပါဘူးဒရိုင်ဘာတယောက်တော့ရှာပြီးမယ်ညဘက်ကျန်ပြန်တိတ်မချလို့နော်နောက်ပြီးရင်ကောင်မလေးတယောက်တော့လည်းရှာမှဖြစ်မယ်ကျမတယောက်လည်းစမပြေဘူးရှော့ဖို့ဖို့နော် မင်းကအစီပြီးတာလေဒါကြောင့်တော့ဒိုင်ဘာရှာရဲဆိုတော့လေမစိုးပါဘူးဒါကြောင့်လွတ်လွတ်သွားတာဘယ်လိုကို ကျမအစင်ပြေတယ်ရှင်အစင်ပြေမှာဆုံးလို့ကျမစိတ်ပူနေရနော်ကောင်းတယ်စိုက်ပြီးမှကြားလာနော်ဘုန်းကြီးကလက်ဆက်ရှင်ရတယ်ပြုံးပြပြုံးနေပါကြည့် သူကတွက်လက်ဟာတာကြည့်နေတာ ခီးရောအစင် တော့ရတယ်ကြာ ရ ဒီဟုတ်ပြီကြာ ဘာဖြစ်သွားလဲ ဘာမှမပြောဘူးကျွန်တော်ကားနဲ့မတိုက်မိပါဘူး ရတယ်ဒီကိုကားဘာဖြစ်ညီလေးတို့ဘာဖြစ်သွားလဲကိုအဲ့ဒါကြီး ဘာမှမပြောပါဘူးကျွန်တော်ကားလည်းမတိုက်မိပါဘူးကျွန်တော်ကြော်စရာလည်းမရှိပါဘူးဗျာနော် ဟုတ်လားမတော်လားမလား ဟာဟိုနေတိုင်း ဟုတ်တယ်ဟာနေတဲ့ရော ဟောဟိုမင်းကားလေးဝိုင်းနေဆိုငါမှတ်တော့မမှတ်မိဘူးတကယ်ကြီးအောင် ဒီလိုငါကူဒီရုပ်ကလေးငါပြောင်းလာလားတကယ်ကြီး တရားခွင့်မပြောင်းလာလား ဟုတ်တယ် ဘာမှနေရတော့ ဟိုကခုနရှင်းလက်မှနေရလေကွာဟိုတိုက်တင်မမေးလား ဟိုင်း နေတာ ဟုတ်လား အေး ဟောအဲ့တော့မင်းကွာလုံးဝထုံးနေကွာကောင်းနေတော့အဲ့တိုက်ကြီးလည်းဟီးရပဲဆိုတော့ဟိုခမင်းနဲ့တွေ့တာဝမ်းသာတယ်ကွာငါတရားခွင့်မှာပဲနေတာအေး အဲ့ဒါတကယ်ကြီးမင်းခုလောအဆင်ပြေလား ပြပါတယ်ငါမိမဒီရောက်ွက်တဲ့မှာအဝိဓိပါတွေလျှော်တယ်ငါညာပိုင်းကျတော့ကွာဟိုကကားတွေပါတွေကတ်တန်းစီပေးတယ်မနေ့ဖက်ကျတော့ကက်ဒီဝိုင်ဆွဲတော့အဆင်ပြေတယ်လို့မဟုတ်ပါကွာဒီလိုပဲလောက်ကိုစားထားတာဗောကွာ အော်ဒါမင်းကကောင်းမောင်းနေတာဗော ဟောမင်းကလည်းငါလိုင်းကားကြီးတွေညဘက်ကျရင်ကတ်တန်းစီပါတယ်ဆိုပါပဲ ဟုတ်တယ်မိမလည်းရက်ွက်ထဲမှာအဝတ်လျှော်တာဗော ဟုတ်တယ်ငါမိမရောက်ွက်တဲ့မှာအဝိလျှော်စားတာ အော်အနှင်းတဲ့တကယ်ကြီးอ่ะအဲ့ဒါမင်းတို့မင်းတို့နေမှာအင်လာခဲ့ မတို့တင်မြဘာလာလို့ အင်လာခဲ့လိုက်ပါမင်းတို့ကကိုကြီးပေးစရာရှိလို့ ငါတကယ်ကြီးဟောငါတကယ်ကြီးဒီလိုပုံစံကြီးမြင်ရတော့ငါဝမ်းလာလိုက်တော့ ဟုတ်ပါတကယ်ကြီး အာကျေကောင်းစားနေတာအဲ့ဒါမတို့တင်မြမနေ့ကမတို့အိမ်လာကြမလို့ လာခဲ့နေလာခဲ့နော် အခုတကယ်ကြီးကားတွေပါနေလားအခုတကယ်ကြီးခေါ်မယ်လေအရှင်တို့အခုပါနေ ဘယ်သူနဲ့တွေ့ကြလို့လဲကို အာဒီအိမ်ကလေနေထက်နဲ့တွေ့ကျင်လို့ ဟောအကူလေးနဲ့တွေ့ကြလို့လား ဟုတ်ကဲ့ ဟိုကျွန်တော်ဘာလို့ပြောပြရလဲ ကျွန်တော်တွေ့တဲ့တကယ်ချင်းမှာတွက်လက်လို့ပြောပြပါ ဟုတ်ကဲ့ဟုတ်ကဲ့ခဏဆောင်အောင်နော်ကိုနော် ဟုတ် ခဏနော် ဟုတ် အမှန်ဒီရှိမှအဲ့ဒီရောက်နေပါလား သူ့လေ တွက်လက်ကျလို့ပြောတာလို့ဟမ် ဟမ် တွက်လက်ကျလို့ပြောတာ အော်မင်းမဟောအဲ့ဒါရောက်ခေါ်လာရတဲ့တကယ်ကြီးနေမှာလေ တတော့တော့ခေါ်လာ ဟုတ်ပါလေဟုတ်ကဲ့ရောက်ပါဝင်ခဲ့ပါလား ဟာဟာ အမှန်လေရောက်ပါလေ ဟောအေး ဟုတ်တဲ့ထိုင် တကယ်ချင်းဒါငါမိမဒါယောက်ျားရဲ့ငယ်တကယ်ချင်းပဲ ဟာအေးမင်းမကြီးကိုနေရယောက်ျားလေးဘေးတွင်းနဲ့ကားနဲ့ accident ဖြစ်မယ်လို့ဖြစ်တော့လေ ဟော အဲ့ဒါကိုတငင်းနဲ့ဖြစ်တာအဲ့ဒါပြန်ဆုံးတာသူတို့တွေကလည်းနည်းနည်းအခက်အခဲဖြစ်နေရတယ်လေဟိုနေ့ကလည်းမိမယောက်ျားပြောတယ်ဒီမှာတန်ရှင်းလို့ဖို့ရှိုးပြုတ်ဖို့လိုတယ်ဆိုလို့လေအဲ့သူမိမအဆင်ပြေတယ် ဟာအဲ့ဒါကျွန်တော်မိမရက်ွက်ထဲမှာအဝိဓိပါတွေရှောင်းတာဗျဟာဟာ ဟုတ်တယ်ပြီးတော့မိမယောက်ျားပြောတယ်လေယောက်ျားကားမောင်းတာစိတ်မချဘူးဆိုတော့ကိုတငင်းကလည်းကားမောင်းတယ်ကိုရဲ့ driver ဖြစ်ခေါ်လိုက်တာ ကားမောင်းတာတော့မပူပါနဲ့ဗျာဘာလို့လဲဆိုတော့ကျွန်တော်ဒီလိုင်းကားကြီးတွေတောင်မှညဘက်ကျရင်ကျွန်တော်က
မိုဒလင်းကတန်းစီပေးရတာမနေ့ကကျတော့ကျွန်တော်ကအဲ့လိုပေါ့ဗီဒီယိုတွေပါဆွဲပေါ့ကျွန်တော်မိမကတော့ရက်တစ်ခွက်ကရက်ခွက်လှည့်ပြီးတော့အဝိရှော်ပေါ့အားကြောင့်ဒီမှာတကယ်ချင်းပြောတော့အိမ်မှာလူတယ်တဲ့ဆိုတော့ကျွန်တော်တို့လည်းအဲ့ဒါအဆင်ပြေမလားလို့ အဲ့တော့ရှင်ကသူတို့နှစ်ယောက်ကိုခေါ်ခဲ့တာပေါ့ ဟုတ်တယ်မိမရဲ့ ဒီပေါ့လေရှင်ကခေါ်လာဆိုတော့ကျမအလုပ်ခံပြလိုက်မယ်နော်တစ်ခုတော့မှားထားမယ်နော်နည်းနည်း6နာရီရောက်လာမယ်ညနေ6နာရီဆိုပြန်မယ်နော်ရှင်မိမကရှော့ဖို့မှာဆိုတော့အဲ့လို9000နဲ့ဖြတ်ပြလိုက်မယ်နော်ရှင်ကကားမောင်းမှာကျမယောက်ျားနဲ့အတူတူပဲဆိုတော့4သိန်းဖြတ်ပြမယ်လားဒါအဆင်ပြေလား ကျွန်တော်မိမလည်း9000ဆိုလည်းအဆင်ပြေပါတယ်ကျွန်တော်လာတာလည်း အော်နောက်တစ်ခုရှိသေးတယ်ထမင်းကကိုယ်ဆိုင်ကိုဆွဲလာမှာနော်ဒီမှာတော့လုံးဝမကျွေးနဲ့ ဟာမိမလေးတပင်းလေးရ ဖြစ်နေရတယ်ရှင်းမစောက်ပိတ်လားသူတို့နှစ်ယောက်ကိုကျမအလုပ်ခံလိုက်ပြီလေစင်မပြေဘူးလား ပြီးပါလေမိမ ပြင်စောက်ပိတ်လား ရပါတယ်ဟိုထမင်းကြိုက်ဒီပါရလည်းမလိုပါဘူးကျွန်တော်တို့လည်းအိမ်ရတွေကထည့်လာလို့ရပါဟာ 6နိုင်တောင်ဆိုတော့ရောက်မှကြိုက်ကြနော် ဟုတ်ကဲ့ပါ အဲ့ဆိုတော့စင်ပြေပါလေညပြန်ဆက်ပြီးတော့လုပ်စင်လာနော် ကျေးဇူးတင်တယ်ကွာမ ဟာမင်းကလည်းမလို့ပါဘူးကွာမင်းကလည်းတကယ်ကြီးတယ်လို့လားပြောကြမလို့ဟောမင်းကတွဲဆိုလဲတော့တော့ရတော့နော် နားတယ်ပါတယ်တကယ်ကြီးဘာပဲပြောငါတို့လင်မယားနှစ်ယောက်ကိုအလုပ်ပေးတယ်ဆိုတော့ကွာငါတို့ကျေးဇူးရှင်ပါ ဟာမင်းကဒါတက်ကတကပြောတယ်မင်းကလည်းမလို့ပါဘူးတကယ်ကြီးကနော် လူရပြီလားလေရကိုတယ်မတေးတော့ဝရှိသေးအောင်လို့တော့မိမယောက်ျားလည်းနေမြတ်မရှောင်ကဲဒီဆွဲဆောင်လို့တော့ကျေးဇူးပါတကယ်ကြီးကျေးဇူးပါ မရောက်ကုန်သွားရမယ်နော် အဲ့မှာဒီဆက်ပြီးလဲတော့ငါတန်စောစောပြန်လာရဲကြားပါဒီဆက်ပြီးပေါ့ ကိုမရပြန်ရင်ယောက်ျားပါဝယ်ကြအောင်မယ် ဟုတ်ဆက်လိုက်မယ်အခုတော့ဘာမှဆက်ပြီးမရှိ နော် ကျေးဇူးကိုမကပ် ။နေသွားမယ်လေ။ဟောရပါတယ်တကယ်ကြီး။မင်းကကားမောင်းဆက်ချက်မောင်း။ငါလည်းဖွင့်နေပါတယ်တကယ်ကြီး။မင်းကလည်းဟုတ်ကဲ့ ဒီဆက်ပြီးတော့ ။ဖိုင်တော့ကနော် ဟုတ်ဆက်အောင်နော် ။ဆက်မယ်မိမမဘူးနဲ့ တရားဒါ ဟဲ့စွမြတ်နော်ဟုတ်တာ ဟုတ်ကဲ့မလေး နေအဝတ်တချက်ပြေးလား ပြီးပြီမလေး ရှော်ပြီးရင်လည်းစက်ပြတုပ်တွေပြန်သိမ်းလေဟဲ့ဟိုမှာရေတွေနဲ့အကုန်မျောနေစက်ပြမှုတွေပါလေနည်းနည်းပါရှော့သုံးပါဟဲ့နော်အခုအကုန်လုံးပြီးပြီလား ပြီးပါပြီမလေး ပြီးသွားရင်ချက်ဖို့ပြုတ်ဖို့လုပ်နော်ချက်ဖို့ပြုတ်ဖို့လည်းပြောရတယ်ဘာပြီးရင်ဘာလုပ်ရမလဲဆိုတော့မသိဘူးလားဟမ်အိမ်ကူလေးခေါ်ပါတယ်ဟဲ့အကောင်လုံးလိုက်ပြောနေရတယ်နင်တို့ကလည်းအုံနောက်လေးပါလေနည်းနည်းပါသုံးပြောရတာမောလိုက်တာအရင်ပဲလာအခုလိုက်ခဲ့ထုတ်ထုတ် မင်းအိုးမင်းကွာအေးစီအဝတ်ရှုံနေတယ်ကွာအလုပ်သွားမှနောက်ကျနေပြီလေ အော်နောက်မကြောက်ပါဘူးယောက်ျားရဲ့ခဏလေးပါမိမတို့ကမနှက်တော့ညပြန်ဆိုတော့ဝတ်ထားတဲ့ဝတ်တွေကရှော့ဖို့အချိန်မရှိဘူးယောက်ျားရဲ့ဟိုရတဲ့အချိန်လေးလူရှော့လိုက်တော့ယောက်ျားရဲ့ညနေပြန်လာတော့6တာပေါ့ညပြန်လာတော့နော် ကဲအဲ့ဒါဆိုလေမြင်းမြန်းဆန်းရှုံလေ ဩပြီးပါပြီယောက်ျားရဲ့ဒီမှာနှစ်ထည့်သုံးထည့်တဲ့ဟာကို ပြောအဲ့ဒါလေယောက်ျားနောက်မှာထမင်းချက်တော့ပြင်လိုက်မယ်နော် ပြီးရောယောက်ျားဟိုလေမိမမေးရရှိလို့ ဘာမင်းကိုနောက်ကျနေဦးကမေး ဟိုလေယောက်ျားအဲ့ဒီအိမ်မှာလှုပ်လှုပ်ကြတာပြောလား ပြောတာဘိုးမိမရဲ့ဟိုပြီးတော့ယောက်ျားအလုပ်လုပ်တဲ့လူကလည်းယောက်ျားတငယ်ချင်းလေငယ်တငယ်ချင်းအရင်ခောက်ပြီးဆိုတော့သူ့ရှင်မှာလှုပ်လို့ရတာကိုအလုပ်သမားလို့သဘောမတော့တငယ်ချင်းလို့သဘောထားတာထမင်းစားရင်တော့သူနဲ့အတူတူလာစားမှမစားရင်သူကစိတ်ဆိုးတယ်ခါကျရင်ပြဿနာချတာပြီးတော့အဲ့ဒီအိမ်မှာလည်းတို့လင်မယားတွေကအတူတူလှုပ်လို့ရတာလေအရင်ဆိုရင်မိမတခြားကိုကတခြားဒီကြတဲ့မိမတရက်ကွက်ပြီးတရက်ကွက်အဝေးလိုက်ရှော်နေတာဆိုတော့စိတ်ပူရတယ်လေအခုကတော့အတူတူလှုပ်ရဆိုပျော်တယ် အေးယောက်ျားပြန်ပြီးတာပဲ ပြောတာပေါ့ပြောအဲဆိုယောက်ျားထမင်းတော့ပြင်လိုက် တော်တော်မိမပြီးအောင်မြင်မြင်ရှော့လိုက်နော် အေး အေးမို့လေးယောက်ျားအဆင်ပြေတော့လည်းပြီးလာပါရင်းနေဆိုလို့ရှိရင်ညဘက်တွေမအိပ်ဖဲနဲ့လိုင်းကားတွေကတ်သွားတန်းစီရတယ်နေကင်းပြန်လာတော့လဲနေဘူးမရှောင်မိုးရမရှောင်ကယ်ဒီဆွဲရသေးတယ်ခုတော့သူ့ကနေသူအေးဆေးဆေးလေးကားလေးနဲ့လှုပ်သွားမိမနဲ့အတူတူတအိမ်နဲ့လှုပ်ပြောရှာမှာပါလေနောက်ကြောက်ပြီးရပါမယ် ဟာစောလိုက်လား စောဆိုငါတို့ကမနက်6လာမယ်ညနေ6ပြန်ရမယ်လေကွာအဲနေဆက်နိုးပြီလား မလို့သေးပါဘူးဗျာ
သူကတတိယဆိုလဲအေးစီးမှထားမှာပေါ့ အေးကောင်းကြီးအိတ်တာဗော ဟုတ်ကြမတို့မလုပ်ခင်အစာပြေးလေးစားဖို့လုပ်ပေးလိုက်အောင်နော် အေးတော့ယောက်ျားလေးကားစစ်စစ်လေးစစ်လိုက် တွင်းရပြီလား အေး ဖမ်းမိလေးပါကျွန်တော်ရေတောင်းလိုက်ဗော လောင်း ချင်းနေမကောင်းရဘူးမိုးရမယ်တင်တယ်တဲ့ တော့လည်းတော့မတွေ့ပါလားဒီကပိုင်း မတွေ့ဆိုတွက်လက်ကကံကောင်းမင်းကောင်းနေတာဟဲ့အောင်ကြီး ဟာဘာတွေကန်းကောင်း အခုဒီရက်ွက်ထဲကိုလေဟိုအိမ်သစ်ပြောင်းလာတာလေ အော်ဟိုနားတိုက်ကြီး အေးအဲ့တိုက်ကအဲ့သူ့ငယ်ငယ်ချင်းတွေရဲ့အိမ်များသူ့ငယ်ငယ်ချင်းတွေပြောင်းလာတာအခုဒီကောင်နေလင်မြန်းနေအောင်တော့အဆင်ပြေသွားပြီဗျာသူမိမအဲ့အိမ်မှာပဲအဝေးလျှော်တယ်အဲ့အိမ်မှာပဲလှုပ်တယ်သူကလည်းအဲ့အိမ်မှာပဲ driver လုပ်တယ်ဗျာသူ့ငယ်ချင်းရဲ့ကားကိုမောင်းပြီးတော့ ဟာ လာစာနဲ့ဗျာအစင်တော်တော်ပြေးနေရတဲ့ကောင် အာဝမ်းသာလိုက်တာကွာ ဝမ်းသာတာပေါ့ကွာဘွားတူသမားချင်းချင်းဒီကောင်အစင်ပြေသွားတာတွေ့တော့ငါတော့ဝမ်းသာ ငါပူတော်ဝမ်းသာသေးတယ် ဘာလို့ ဟော तू မရှိတော့ငါပါစင်ကြယ် तू လူဆွဲလို့မရဘူးလေကွာ ဩ ငါကတော့သူ့ပါစင်ကြယ်ကိုလူဆွဲလို့ရတယ် ဩမင်းကကြံနေတာ ဟုတ်တယ်ကြံနေတာ မင်းကကြံုံမဲ့ကြံတာငါသူ့ចောင်းသားနှစ်ယောက်ငါလိုက်ပို့နေ อ๋อဒါမျိုးကြတော့မြန်တယ်နော်ဟုတ်လားတော်တော်မြန်နေအောင်တော်တော်မြန်နေကောင် တာပေါ့ ဟမ် ကြ ဟင်းမိမ ကုမ္ပဏီမှာလို့ကတော့အဆင်ပြေရလား ပြေလာမိမရဲ့အခုနေကူတယ်လေကုန်နေပို့တာအားလုံးစီစဉ်ပြီးသွားပြီဘာကြောင့်လဲဘာမှခဲမရှိဘူးဘာဖြစ်လို့လဲဆိုတော့မိမတို့ရဲ့လက်ရှိလုပ်ကိုယောက်ျားဦးစီးရတာဆိုတော့ဘာကြောင့်လဲ easy ဟောကဲလို့အဆင်ပြေဦးဆိုလူတွေပဲလူပြော ဘာမလို့မိမဘာလို့အဆင်ပြေလဲမိမနော် အဆင်ပြေလည်းပြီးရပါ ဟောဒီထိုင်အေး တကယ်ချင်းဟိုမနေ့ကနေသွားမယ်ဆိုလို့လေငါကားတွေပါတယ်အကုန်လုံးလည်းစစ်ပြီးသွားပြီအားလုံးအဆင်ပြေတယ်လေ အားလုံးဖိတ်ကြနော် အစစ်ကြရတယ်ပဲငါတို့ပြန်လိုက်တော့နော် အေးသိပြီ အေး စွမြတ်ရှင်နောက်ထိုင်ဟုတ်တရက်နေ့နေငါတငယ်ချင်းတွေနေရနေရောက်မယ်အဲ့တော့တို့ကဒီမှာနေပြီးတော့ဒီမှာပဲစားမှာဆိုတော့အပေါ်တက်ကအခန်းတစ်ခန်းကိုအခုညပဲရှင်းလိုက်နော်ဒီညအိမ်ပြန်နောက်ကြမှာဆိုတော့နင်တို့လည်းချက်စားကြည့်ကြမှာပေါ့အဲ့တော့ဒီညညစာကိုဒီမှာပဲစားသွားလိုက်နော် ဟုတ်ကဲ့ပါပါလေ တော်လားမြင်လေးပြီးသွားအောင်လို့ရှင်းမအခုရှင်းပေးလိုက်လေ ဟုတ်ကဲ့ တော်လေ ဒီမှာအားနာဆိုင်ပေါ့သူတို့အလုပ်ချိန်ပြီးသွားပြီလေ ဟာဘာအားနိုင်တယ်လို့လဲကျမတို့ထမင်းကျွေးပြီးခိုင်းတယ်လေလက်ကားခိုင်းတယ် ပြေးနေ ဟုတ်ကြပြင်မနေပြီလား ဒီမောင်ရက်ပါဘာမှမပြောဘူး ဟုတ်ကြတနေကုန်ကားလေးမောင်းထားရတယ်အခုပြန်ရောက်လို့လေမိမလုပ်ပြီးဝိုင်းလုပ်နေရလို့မိမအားနာ မိမရဲ့အလုပ်လုပ်တာပဲယောက်ျားလုပ်မိမလုပ်တာရှိလို့လားကိုမိမလုပ်ကိုဝင်လုပ်ပြီးတာဘာဖြစ်လို့ ပြီးပါပြီအဲ့ဒါပြီးရောဟုတ်ကြမိုးလေးတော်တော်ချုံနေပြန်ကြအောင်နော် ပြန်လာ စွမြတ် ရှင်းမမလေး အလုပ်တွေကုန်ပြီးသွားပြီလား ဟုတ်ပြီးပါမယ်မိမလေး အောက်မှာထမင်းနဲ့ဟင်းနဲ့ရှိသေးတယ်နော်အဲ့ဒါစားသွားလိုက်နော်စက်တော်ရေလောင်း ကောင်းပါ နေရလဲခေါ်နေရတယ်ရမ်းမယ်သူတို့နေရနောက်ပြီးထမင်းစားလိုက်မယ်နော်စားပြီးပြန်တဲ့ခါကျရင်တကားလိုက်ဖွင့်ပေးလိုက်နောက်ပြီးရင်တကားတွေကိုတိတ်ချပိတ်မယ်နော် ဟုတ်ပါပါတရားပေးလိုက်ပါ သွားတော့သွားလူတွေသွားစားတော့နေ့ပြန်မနောက်ကြနဲ့နော် ဟုတ်ကဲ့ဟုတ်ကဲ့ ယောက်ျားစားလို့အဆင်မရလား ပြီးသွားပြီဟုတ် ဟုတ်လေဟိုမိမမနက်ကချက်လာလေဟိုကစက်သားတွေရောပစုံနေတော့ပါတယ်အခုအဲ့ဒါကြီးမရှိဘူး မိမလည်းမိုးပဲကြုံနေအဲ့ဒါရကုံသွားလို့နေမှာပေါ့ဒါမဲ့ဒီဟင်းနိုင်နဲ့ကောင်းပါတယ်မိမဒါမိမချက်တာမိမလည်းတော်တော်သွားလို့ကောမိန်နဲ့မိန်ဘိုက်လာနေလို့လားမသိ ပြီးတော့ယောက်ျားစီနေပြရမယ် ဘူးပြီးလို့ကော တော့ရတယ်။ဟုတ်ကြတော့တကားဖွင့် ဖွင့်လို့မရဘူး ။တော့ပြောင်းနေလို့ ဟုတ်ဖွင့်လို့မရ ။ဘာလို့ဖွင့်လို့မရ ဘူးဖွင့်လို့မရပါဘူးသူကပဲကွာ ။မင်းရလေကွာ ငါမဖွင့်ခိုင်းတာဒီအိမ်မှာတခွဲလုံးဝလည်းမခံဘူးရှင်းမစက်ကိုပဲထားစမ်းပါလူတွေများနော်အံ့ဩကိုကောင်းပါရဲ့အခန်းထဲတစ်ခါရှင်းခိုင်းလိုက်ပါတယ်ပတ်စံ9သိန်းခိုးကနေသိလား မမလေးဟိုကျမတို့မခိုးနော် ။မခိုးပါဘူးဗျာ အော်နေတော့မခိုးတော့ငါခိုးရလားဟမ်ဒီအိမ်မှာလူက9ယောက်တည်းရှိရလေနင်တို့2ယောက်ကိုအခန်းရှင်းခိုင်းလိုက်တာလေဘာကိုပြောင်းညင်းနေတာဟမ် ။ကျွန် ဘာစက်ကိုပဲထားလို့ပြန်နေနော် ဟိုတကယ်ကြီး တငယ်ချင်းလည်းမခေါ်နဲ့တငယ်ချင်းလည်းခေါ်စရာအကြောင်းမရှိ ကျွန်တော်ဘာလို့အခန်းကိုရှင်းပြီးတော့ပဲဟိုကျွန်တော်တို့ပြန်သွားတာပါဗျာ ဘူးဒီအိမ်မှာလေလူစိမ်းဆိုလို့နင်တို့လင်မယား2ယောက်ပဲရှိတာနင်တော့မခေါ်တော့ဘူးပိုက်ထားလို့ပြန်နေနော် ။မိမ
နေရပိုက်တာထားမှာလားဘာလို့ထားမှာအခန်းရှင်းဟလိုက်တာမနေရလေဟမ်ပတ်စံ9သိန်းပြောက်သွားလေနဲ့တော့မကူသေးဘူးဒါတော့မှမျက်နှာပြောင်တိုက်ပြီးလာရဲသေးရဲ့နော်မထိတ်နဲ့ငါချောင်းဘာပြောချင်လဲ အဲ့လိုအကျင့်မရှိပါဘူးမလေး ဩတခိုးတော့ခိုးရလို့ပြောမလားတခိုးတော့ခိုးရလို့ပြောမလားကြက်တော့ ရပါမယ် တယောက်ကမနဲ့ဆေးလိုက် ဆေးလိုက်မယ်တော့ အခုထွက်သွားရင်ထွက်သွားနော်မထွက်သွားလို့ကရမ်းခေါ်လိုက်မယ်ရှင်းပတ်စံတော့ညှိထားလို့ပြန်နေနော်အဲ့ဒါရှင်းကြမလို့ဖြစ်တာသိလား ဟောရဲတော့မခေါ်ပါနဲ့ဗျာ အေးရဲမခေါ်ခြင်းအခုထွက်ခြင်းထွက်သွားလိုက်ရဲကိုခေါ်ရင်ဒီတက်ဆိုးသွားမယ်နော်ထောင်ကြားခံခြင်းလားအေးဆေးပြောင်းသွားခြင်းလားဒါပဲပြောနှစ်ခုနဲ့တစ်ခုပဲရွေး ရပါတယ်ကျွန်တော်အပြီးပြန်လိုက် အေးအဲ့ဆိုသွားလိုက်တော့ပြောနေရနော်အခုချက်ချင်းထွက်သွားရဲစခန်းကိုဖုံးဆက်လိုက်မယ်သွားတယ်ရှင်းပတ်စံကိုပိုက်ထားလို့ပြောနေရ မိမ ဟာလေ မနေ့ကအခန်းရှင်းတာပတ်စံ9သိန်းတကယ်ပြောက်သွားတာဟင် ပတ်စံ9သိန်းလားတကယ်ပြောက်သွားရင်သူတို့ကအခုချိန်ဆိုအပြင်မှာရှိနေပါမလားအချောက်ထက်ရောက်နေလောက်ပြီးတော့ဒီမှာကိုနေထက်ရှေ့တစ်ခါလေးပြောလိုက်မယ်နော်ကျမကိုကြော်ကြော်ကြီးမလုပ်စမ်းပါနဲ့နော်အိမ်ပေါ်လို့ရင်လည်းကျမပဲခေါ်မယ် driver လို့ရင်လည်းကျမပဲခေါ်မယ်တငယ်ချင်းတွေပါမလို့ချင်ဘူးနော်ဒါပထမဦးဆုံးသင်ကားစားလို့မှတ်ထားလိုက်နားလဲလားဘယ်နဲ့တော့လူအများတခိုးလေးပါလေးနဲ့ကြမဆွဆွဲရက်တယ်ကျမဘွားမလေးအဲ့လိုတစ်ခါမှဆွဆွဲမခံရဘူးရှက်လဲရှက်တယ်ဘာလို့လောကမှန်းလည်းမသိဘူးသူပြောသလိုများကျမကခိုးစားနေတယ်ဆိုလို့ရှိရင်လေစပြတ်တော့လေးများချမ်းသာနေတာကြာပေါ့ကိုသိခါကိုတန်မိုးထားလို့ပင်ပင်မမနဲ့သူများအိမ်လိုက်ပြီးအဝိရှော်စားနေတာရတဲ့ပတ်စံလေးကိုဖြူဖြူစင်စင်နဲ့ကျမတို့ရှာစားနေတာအခုသူအဲ့လိုပြောရက်တယ်ကျမအဲ့ဒီအိမ် တော့ပါတော့နေရာလေး တော်လို့မရဘူးယောက်ျားပြောစရာရှိတာပြောရမှာပဲသူ့အိမ်ကိုရောက်တဲ့ကသူ့ပုံစံကိုကျမကြိုက်ကိုမကြိုက်တာယောက်ျားကိုခဏခဏမင်းနေအစင်ပြေလားအစင်ပြေလားဆိုအဲ့ဒါလေးပါတယ်ယောက်ျားမျက်နှာကိုကြည့်ပြီးမိန်းမလိုက်ပြီးတော့အစင်လေးလေးလိုက်ပြီးနေပေးနေတာယောက်ျားရဲ့မိန်းမကြိုက်တာမဟုတ်ဘူးမိန်းမနေချင်တာမဟုတ်ဘူးပြောရမှာပဲမလေးယောက်ျားမိန်းမပြောပြမယ်မိန်းမတို့မရှိစင်ရတာတွေမှာလေမိန်းမတို့ပိုင်ဆိုင်ရဆိုမိန်းမတို့ဂုံသိက္ခာနော်မိန်းမတို့ရဲ့ရိုးသားမှုပဲပိုင်ဆိုင်တာယောက်ျားရဲ့အဲ့တော့တော့ထိမလဲလေယောက်ျားရဲ့မိန်းမထိမခံနိုင်ဘူးယောက်ျားရဲ့ပြောရမှာပဲ ဆုမြနေဟာကျေးဇူးတရားကိုနားမလဲဘူးလား ဘာကျေးဇူးလဲယောက်ျားရဲ့ဘာကျေးဇူးလဲသူတို့ကယောက်ျားကဘာကျေးဇူးလဲရှိလို့လဲပြောမိမသူတို့မလုပ်ချင်တဲ့အလုပ်တွေကိုပြင်ပန်းခံပြီးသွားလုပ်ပေးတာသူတို့ကမိမတို့ပတ်စံပြန်ပေးတာလေအဲ့ဒါကျေးဇူးတရားမဟုတ်ဘူးယောက်ျားရဲ့ဆန်ပေးလို့စီရတာယောက်ျားရဲ့အဲ့ဒါကျေးဇူးမဟုတ်ဘူး ကဲဆုမြနေဟာလဲဟာပကုညင်ကြောင်းပါပြီးတော့ဒီ ရှင်ဘာဖြစ်နေတာလဲရှင်ဘာဖြစ်နေတာလဲပြော ဒီတက်ဆိုငါတငယ်ချင်းလေးဟာ ဘာတငယ်ချင်းလဲ तू အဆက်သူမိမကပါနေရလေရှင်မသိဘူးလားပြောဘာတငယ်ချင်းလဲဘာကျေးဇူးမှမရှိဘူးရှင်ရှင်တဲ့ညို့ထီလို့ရှင်နားနေရလားဟာလားကျမကိုတခုလို့ဆွဆွဲရအောင်ရှင်မနာဘူးလားကျမရှင်မိမလေ ဆုမြ ဟုတ်တယ်လား တော်တော်လို့ပြောနေ တာလိုက်ဦးတော့ ငါတငယ်ချင်းမပြောနဲ့ဟာ တာလေရှင်တဲ့ညို့ထီလို့နားနေရလားကျမကို အာပတ်စပိတ်လိုက်ကျေးဇူးတရားဆိုနေနားမလဲအဲ့ဆုမြမိမနေမခိုးဆိုတာငါသိတယ်လေငါမခိုးဆိုတာလေနေယုံနာမလားဟမ်သူကငါတို့ကမှကျေးဇူးရှိတယ်လေတက်တော့စားဘူးသူ့ကျေးဇူးတဲ့မစင်းစားကြည့်စမ်းမစင်းစားကြည့်စမ်းသူရှိမှငါတို့တလုံးတည်းစားခဲ့တာမဟုတ်ဘူးလေအတင်းညာသမီးတက်နဲ့စားခဲ့အဲ့ဒီကျေးဇူးလေးတော့ကြောက်ထောင်ဝေးပါမိမရဲ့အဲ့ကျေးဇူးလေးကိုထောင်ဝေးသမှာမိမတော့အခုတလုံးတည်းစားခဲ့တာမဟုတ်ဘူးပြန်စင်းစားကြည့်တက်နဲ့စားခဲ့ကြောက်စိတ်မဆိုးရတော့မိမတော့နော် ယောက်ျားစိတ်မဆိုးပါဘူးယောက်ျားရဲ့ယောက်ျားတကယ်တော်ပါတယ်ယောက်ျားလို့လူမျိုးမိမရတာလားမိမတို့ကံကောင်းပါတယ် ယောက်ျားလည်းအတူတူပါပဲအဲ့ဒီမင်းတို့မရတာယောက်ျားတို့တာကန်ကောင်းတယ်ဒါပေမဲ့ယောက်ျားတို့ကျေးဇူးဆိုတော့ဘယ်တော့မှမနေနဲ့နော် ကျေးဇူးတွေလားယောက်ျားရဲ့